Hello ညီကိုရေအားလုံးပဲမင်္ဂလာပါခင်ဗျ United Way YouTube Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်ပေးရတဲ့အကြောင်းအရာတော့ကျွန်တော်တို့ Manchester United အသင်းအနေနဲ့ပေါ့နော်ဒါယခုလက်ရှိအဆင့်၄ဆိုတဲ့နေရာမှာရက်တည်နေပြီးတော့ကျွန်တော်တို့ Mikel Arteta ရဲ့ Arsenal အသင်းကတော့အဆင့်၁ဆိုတဲ့နေရာတစ်ခုမှာအမြဲတမ်းလို့ရက်တည်နေခဲ့ပေါ့လေကျွန်တော်တို့ Mikel Arteta ရဲ့Arsenal အသင်းကတော့လုံးဝအခြေအနေကောင်းနေတဲ့အနေအထားတစ်ခုပေါ့ဒါပေမဲ့ကျွန်တော်ဒီအကြောင်းအရာကိုဘာဖြစ်လို့နှိုင်းယှဉ်ပြီးပြောရလဲဆိုတော့ဒီကျွန်တော်တို့ Manchester United အသင်းအနေနဲ့ယခုလက်ရှိ Michael Carrick ရဲ့လက်အောက်မှာပေါ့လေခြေစွမ်းနေလုံးဝကောင်းမွန်နေခဲ့တယ်ပေါ့ဒီအဆင့်တစ်က Arsenal အသင်းနဲ့ Manchester United အသင်းတို့ကအမှတ်ကွာဟမှုအရ12မှတ်အထိကွာဟနေသေးရဲ့ဆိုပေမဲ့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ Manchester United အသင်းနေနဲ့ဒီ Premier League Champions ဆုကိုမျှော်လင့်ခွင့်ရတယ်ပေါ့လေကျွန်တော်ဘာဖြစ်လို့အခုလိုအကြောင်းအရာတွေကိုပြောနေရလဲဆိုရင်တော့ဒီတစ်ချိန်လုံးက Manchester United အသင်းရဲ့တမိုင်းအစဉ်လာရအရန်ကောင်းခဲ့ပေါ့လေဒီကျွန်တော်တို့ United အသင်းကအဆင့်တစ်ကဒီ12မှတ်လောက်กว่าဟနေတဲ့အသင်းတွေကိုလိုက်လံကစားရင်းနဲ့ Premier League Champions ဆုကို9ချိန်တိတိတောင်လိုက်ပြီးတော့ယူနိုင်ခဲ့တယ်ပေါ့ဒါကျွန်တော်တို့1992 93ရာသီမှာ12မှတ်กว่าတဲ့အဆင့်တစ်ကအသင်းကိုကြော်ဖြတ်ပြီးတော့ဒါ Premier League Champions ဆုကိုတစ်ချိန်ရယူခဲ့ရပေါ့1995 96အဲ့ဒီအချိန်တုန်းကလည်းတစ်ချိန်ပေါ့လေဒါ12မှတ်กว่าနေတဲ့အဆင့်တစ်ကအသင်းကိုလိုက်ပြီးတော့ကြော်ဖြတ်ပြီးတော့ဒီ Premier League Champions ဆုကိုရယူခဲ့ရပေါ့နောက်ပြီးတော့ဒီ1990နဲ့မှရှောက်90ရာသီမှာလဲဒါ10မှတ်กว่าနေတဲ့ထိတ်ဆုံးကအသင်းကိုနောက်ကနေလိုက်ကစားရင်းနဲ့ Premier League Champions ဆုကိုရယူခဲ့ရပေါ့နောက်တစ်ချိန်မှာလဲ2003နှစ်ကလည်းတစ်ချိန်ပေါ့လေဒါ10မှတ်กว่าနေတဲ့ထိတ်ဆုံးအသင်းကိုပဲနောက်ကနေလိုက်ကစားရင်းနဲ့ဒါ Premier League Champions ဆုကိုစုခုရရှိခဲ့ရပေါ့နောက်ဆုံးတစ်ချိန်ကတော့ဒီကျွန်တော်တို့2008 2009ခုနှစ်ကပေါ့ဒါလည်း10မှတ်ပါပဲဒါအဆင့်တစ်ကအသင်းကိုနောက်ကနေလိုက်ကစားရင်းနဲ့ဒီ Premier League Champions ဆုကိုရယူခဲ့ရပေါ့ကျွန်တော်အခုလိုမျိုးဘာဖြစ်လို့ပြောနေရလဲဆိုရင်တော့ဒါယခုလက်ရှိ Arsenal အသင်းကအဆင့်နှစ်က Man City အသင်းနဲ့9မှတ်กว่าရမယ့်အခြေအနေကနေပြီးခဲ့တဲ့အပတ်ကတည်ကြခဲ့တဲ့အခြေအနေနဲ့ Man City ကဂိုးပြတ်နိုင်ခဲ့တဲ့အခြေအနေနဲ့ရှီစွမ်းက Arsenal အသင်းကအချိန်တိုင်းတဖြည်းဖြည်းဒုတိယနေရာကိုရောက်ရှိလာတာ6နှစ်လောက်ရှိပြီပေါ့လေဒါကြောင့်ကျွန်တော်ဒီ Manchester United အသင်းအနေနဲ့ရာသီကုန်မှာ Premier League Champions ဆုကိုမျှော်လင့်ခွင့်ရတယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ဒီဗီဒီယိုလေးကိုကျွန်တော်ဒီနေရာမှာပဲရန်နာခြင်းပါတယ်ဒီကိုမောင်တို့အားလုံးလဲကျွန်တော်ရဲ့ဒီ United Way YouTube Channel လေးကို like and subscribe လေးပြုလုပ်ပေးခဲ့ဖို့အတွက်အားလုံးကိုတောင်းဆိုချင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်